骄傲嘞，俺这个。我在管他ဆိုင်ဖွင့်လိုက်ပြီဆိုတော့နောက်ပိုင်းလက်သေးခြေသေးကိုပဲဦးစားပေးပြီးကြည့်ပြတော့မယ်တင်တယ်လက်လေးကိုခြေတော်လေးကိုအဲ့လိုတွေဖြစ်သွားမယ်အဲ့ဒါကျွန်တော်ကိုယ်တိုင်ကမစိုးတတ်ဘူးလေအကယ်၍ကျွန်တော်နဲ့စိုးချင်တယ်ဆိုရင်တော့စိုးပေးမယ်ရတယ် comment ဆန်မယ်စိုးပေးဆိုရင်ကျွန်တော်စိုးပေးမယ်ကျွန်တော်အရင်စိုးတယ်နှကန်းထီတော့မဟုတ်လက်သေးနီစိန်ကရီရဲ့လဆင်လာတိုင်းမကုန်မချင်းပြည့်အပ်နေတဲ့ကျက်သိန်းပေါင်း9000တွေကဝယ်ယူသူတွေအတွက်ကျက်သိန်းပေါင်း4000ဝင်းရံသူတွေအတွက်ကျက်သိန်းပေါင်း1000တွေကဝယ်ယူသူတွေအတွက်ရွှေ30သားနဲ့ကျက်သိန်းပေါင်း2000နီးပါးပေးအပ်ခဲ့ပြီးဖြစ်ပါတယ်အခုဆိုရင်မတ်လအတွက်မဟာတကြံအကျိုးနဲ့ကျက်သိန်းပေါင်း200ဧပြီလအတွက်မဟာတကြံ promotion အနေနဲ့ကျက်သိန်းပေါင်း900စုစုပေါင်းကျက်သိန်းပေါင်း900ကိုပေးအပ်သွားမှာပဲဖြစ်ပါတယ်ရှင်ကျက်သိန်းပေါင်း9000ကတူဖို့စိန်အေဂရီလက်ကားစိန်တိုက်ကြီးမှာစိန်ဝယ်ကြပါစို့骄傲嘞，俺这个。我在管他ဒီ Love Your Nails Link Beauty Lounge ကတော့ဒါကျွန်တော်တို့တငယ်ချင်း3ယောက် share လုပ်ကြတာပါအဓိကတော့ကျွန်တော်ဒီဆိုင်လေးဖြစ်လာဖို့အတွက်ကျွန်တော်ရဲ့ effort ဒီ percentage နည်းနည်းလေးပဲပါတာပါအဓိကတော့ကျွန်တော် share ရှင်2ယောက်ဖြစ်တဲ့တငယ်ချင်း2ယောက်ကပဲဒီဆိုင်လေးဖြစ်ပေါ်လာအောင်သူတို့ကအများကြီး effort ထုတ်ပြီးတော့လုပ်ထားတာပါ2ယောက်စလုံးကလည်း doctor တွေပဲပေါ့နော် doctor တွေဆိုတော့သူတို့ကဒီ beauty နဲ့ပတ်သက်တဲ့ပြီးတော့နောက်ဒေါက်တာတယောက်ဆိုလို့ရှိရင် aesthetic doctor ဆိုတော့သူကဒီ beauty နဲ့ပတ်သက်တာဆိုလို့ရှိရင်သူကအများကြီးအရှိမတွေ့ကြုံနေအများကြီးရှိတာဆိုတော့သူတို့ကဒီလိုလေးလုပ်ချင်တယ်ဆိုတော့ကျွန်တော်ကလည်းကျွန်တော်ဒီသူတို့လုံးမဲ့အကြောင်းလေးလာပြောတဲ့ခါမှာကျွန်တော်ကလည်းစိတ်ဝင်စားတာပေါ့နော်စဉ်းစားကြည့်တော့အော်လို့ငါဒီလိုဆိုင်လေးဖွင့်ထားတယ် share ပါထားတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုချေရတဲ့ပရိသတ်တွေပြီးကျွန်တော်ချေရတဲ့ပရိသတ်တွေအားလုံးပဲဒီဆိုင်လေးမှာသူတို့လက်သေးခြေသေးလာလုံးမယ်ဆိုလို့ရှိရင်သူတို့လည်းဘာပဲပြောဟိုအဲ့လို service တွေကျွန်တော်တို့ကပေးချင်တာပေါ့နော်သူတို့လည်းပလာသွားမယ်ကျမကြီးရှူတော့ကြည့်မယ်ဆိုလဲလက်လေးတန်းတန်းရှင်းရှင်းလေးဖြစ်သွားမယ်ဆိုတော့အဲ့ဒီ idea လေးကျွန်တော်ရသွားပြီးတော့ကျွန်တော်က okay အဲ့ဆိုလို့ရှိရင်ပါမယ်ဆိုပြီးတော့ဘာလို့ဆိုကျွန်တော်အနေနဲ့ကလည်း business idea တွေကကျွန်တော်မှာအများကြီးဟိုလုပ်ချင်တာအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ဥဆောင်ပြီးတော့မလုံနိုင်တဲ့အနေအထားမှာရှိနေတဲ့ခါကျကျွန်တော်တို့ကဒီတငယ်ချင်း2ယောက်ကိုပဲအားကိုးပြီးတော့ဒီဇိုင်းလေးဖြစ်ပေါ်လာအောင်လုပ်ရတာပါခင်ဗျဟုတ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်က shooting နေနားတဲ့ရက်ဆိုလို့ရှိရင်လည်းဆိုင်မှာကျွန်တော်ကလည်းဟို owner တယောက်အနေနဲ့ကို founder တယောက်အနေနဲ့ကျွန်တော်ကလည်းလာထိုင်ရမှာပေါ့နော်အဲ့ဒီချိန်နေကြလို့ရှိရင်လည်းဒါကျွန်တော်ပြည်သက်တွေကိုလာစီခြင်းပါတယ်လာတဲ့ခါကြလို့ရှိရင်လည်းဒါကျွန်တော်ကိုယ်တိုင်ဗာမျက်စောင်ပေးရမလဲဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်မေးမှာပေါ့နော်ဟိုကျွန်တော်ကိုယ်တိုင်ကမစိုးတတ်ဘူးလေအကယ်၍ကျွန်တော်နဲ့စိုးချင်တယ်ဆိုရင်တော့စိုးပေးမယ်ရတယ် comment ဆန်မယ်စိုးပေးဆိုရင်ကျွန်တော်စိုးပေးမယ်အရန်စိုးတဲ့ကောင်လေးတော့ဖြစ်သွားမှာပေါ့နော်အဲ့တော့လက်သေးနေရကြမယ်ကျွန်တော်လည်းမစိုးတတ်ဘူးမလာတော့မလာဘူးပေါ့နော်တကယ်လို့စိုးပေးဆိုလဲစိုးပေးမယ်ဟုတ်တယ်ကျွန်တော်အရန်စိုးတယ်နှကန်းထီတော့မဟုတ်လက်သေးနီစိုးပေးရမယ်ပြိသက်တွေပေါ်လာပြီဆိုတော့ကိုယ်တိုင်တင်ရတော့မှာပေါ့တင်ပြီးတော့ဒါတေးသေးချာချာလေးဟိုစိုးပေးမယ်အခုတော့တင်ရအောင်မယ်လောလောဆယ်တော့အဲ့ service comment မရသေးဘူးလောက်ထားတာအဲ့လိုယောက်ျားလေးဆိုလို့ရှိရင်အဲ့လိုမျိုး cleansing လောက်ပဲဟိုလုပ်လို့ကောင်းမယ်ပေါ့နော်အဲ့လိုလက်သေးကြားထဲမှာဟိုအတမာလေးတွေမရှိအောင်ကြီးလေးတွေမရှိအောင်အဲ့လိုမျိုးလေးတွေပေါ့ပြီးရင်ကျွန်တော်တို့တစ်ခါကြရင်အသားလေးခြောက်နေရဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘက်မှာအားဖြည့်တဲ့အစီလေးသူတို့သိတယ်အဲ့ဒါလေးလိမ့်ပေးလိုက်ဆိုလက်လေးကပြန်ပြီးတော့ဆူပြေပြေလေးဖြစ်သွားတယ်အခုနောက်ပိုင်းတော့ကျွန်တော်ကဒီမှာဟို Love Your Nails ဟိုဆိုင်ဖွင့်လိုက်ပြီဆိုတော့နောက်ပိုင်းလက်သေးခြေသေးကိုပဲဦးစားပေးပြီးကြည့်ပြတော့မယ်တင်တယ်လက်လေးကိုခြေတော်လေးကိုအဲ့လိုတွေဖြစ်သွားမယ်အဲ့ဒါပြီးဆိုင်ခေါ်မယ်လေဦးရ promotion ဆင်းနေပြီညီမကြီးပိုင်းနားမလဲဘူးပတ်စံပေးရတယ်ကျွန်တော်ကတောင်းပါဘာလို့အိမ်ကညီမအရင်လည်းမရဘူးလေအိမ်ကညီမကိုပဲပြောတာတောင်းပါစီးပွားရေးပဲမောင်နှမပဲမဆိုင်ဘူးလေအရင်ချစ်တာနော်ဟုတ်တယ်ဟုတ်တယ်အိမ်မှာမီတာကျပြီဆိုရင်လည်းသူ percentage တူပေးရတယ်အဲ့လိုသူထင်ပါတယ်ကျွန်တော်ထင်တယ်လက်သေးလေးတွေတော့သူကအမြင်နဲ့လှုပ်ဖြစ်တယ်လက်သေးရှိတယ်ဆိုတော့အဲ့တော့သူတခြားဆိုင်သွားစရာမလိုတော့ဘူးပေါ့ဒီဆိုင်မှာပဲလာလှုပ်နေသူ့လားသူ့ဝယ်ခိုင်းထားတယ်ကျွန်တော်ဟိုပါပေါ့
diamond လေ diamond package ကို diamond cake ကိုကျွန်တော်တို့9သိန်းဟိုမှာကျွန်တော်တို့က15% discount နဲ့ကျွန်တော်ရောင်းထားတယ်သူဝယ်ပြီးွားပြီလွှဲပြီးွားပြီတ VIP ဝယ်လိုက်တာဟိုတန်သွားတာပေါ့နော်9သိန်းဘိုးပြည့်တဲ့အထိသူတို့လုပ်လို့ရမယ်ဒါပေမဲ့50% off ဆိုတော့9သိန်းကို50% off ဆိုရင်ဘယ်လောက်လဲ4သိန်းနဲ့ဘယ်လောက်ထားပါတော့အဲ့လိုမျိုးပေါ့50%တင်ချလဲအရန်တော့တာအဲ့လိုမျိုး off ထားတဲ့ဟာကို9သိန်းဘိုးပြည့်တဲ့အထိလုပ်လို့ရမယ်ပတ်စံကတော့4သိန်းကျော်ပဲပေးရအဲ့လိုမျိုးဟုတ်ကျွန်တော်တို့ match နာကုန်ထိ20%ဟိုကျွန်တော် discount ပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ member get VIP card လေးလည်းကျွန်တော်တို့စီစဉ်ထားပါတယ်silver gold ပြီးရင် diamond ဆိုပြီးတော့ကျွန်တော်တို့စီစဉ်ထားပါတယ်ကျွန်တော်တို့5% 10% 50% အဲ့လိုမျိုးစီစဉ်ထားပါတယ်ဆိုတော့ဒါ cashback အစီအစဉ်လေးတွေပေါ့နော်အဲ့ဒါလေးတွေကတော့ကျွန်တော်တို့ promotion လေးစီစဉ်ထားပေးပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ရဲ့ဒီ Love Your Nails Link Beauty Lounge ဒီကျွန်တော်တို့အောင်စရာလမ်းအနော်ရထားလမ်းတောင်မှာရှိပါတယ်ရန်ကင်းမြို့နယ်မှာရှိပါတယ်လာရောက်အားပေးကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကနေပြီးတော့ဒါချစ်ရတဲ့ပရိသတ်တွေ customer တွေကိုလက်သေးလာခြေသေးလာတန်တန်ရှင်းရှင်းလေးဖြစ်ဖို့အတွက်ကျွန်တော်တို့ဘက်ကတာဝန်ယူပေးပါရစေခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်